ကျွန်ုပ်သင်တို့နဲ့အတူဒီအပိုင်းတွေမှာရရှိခံစားခဲ့ရတဲ့များပြားလှတဲ့ကျေးဇူးတော်တွေအတွက်ဖရာသခင်ကိုကျေးဇူးဆက်တင်ပါတယ်။မြမလူငယ်တွေဖြစ်ကြတဲ့ဒီမှာရှိနေကြတဲ့တို့ကိုယ်သာမကပဲဤကက်သီဒရယ်ဖရာကျောင်းတော်ကြီးရဲ့အပြင်ဘက်ကနေပြီးကျွန်ုပ်တို့နဲ့အတူဒီအခမ်းအနားမှာပါဝင်နေကြသူများအားလုံးကိုကြည့်ပြီးကျွန်ုပ်ရင်ထဲကိုပဲ့တင်ထက်စေတဲ့ပထမကျမ်းစာမှအချက်ကလေးတစ်ချက်ကိုပြန်လည်မျှဝေချင်ပါတယ်။ထိုချက်ကတော့ Prophet ဟေရှာယအနာဂတ်ကျမ်းမှာတမန်တော်ကြီးရှင်ပေါလုကပြန်လည်ကောက်နှုတ်ထားပြီးယောမမြို့မှာရှိတဲ့ငယ်ရွယ်နှုနဲ့သေးတဲ့ခရိယန်ဘာသာဝင်အုပ်စုထံကိုပေးတဲ့သူရဲ့ဩဝါဒစာဆောင်တဲမှာဖော်ပြထားတဲ့အချက်ကလေးတစ်ချက်ပဲဖြစ်ပါတယ်။ကျွန်ုပ်တို့နောက်တစ်ကြိမ်ထပ်ပြီးနားထောင်ကြည့်ကြပါစို့။သတင်းကောင်းကိုဟောပြောသောသူတို့၏ခြေတို့သည်အလွန်တင့်တယ်လှပေ၏ဟုဆိုထားပါတယ်။ချလောဆောက်သောလူငယ်တို့ကျွန်ုပ်သင်တို့ရဲ့အသံတွေကိုကြားရပြီးတဲ့နောက်ယနေ့သင်တို့ရဲ့သီးဆိုမှုတွေကိုနားထောင်ရပြီးတဲ့နောက်မှာဒီစကားတွေကိုသင်တို့အတွက်ကျွန်ုပ်ပြန်လည်ပြီးအသုံးပြုချင်ပါတယ်။မှန်ပါတယ်။သင်တို့ရဲ့ခြေတို့သည်အလွန်တင့်တယ်လှပါတယ်။သင်တို့ကိုမြင်တွေ့ရတာဟာအင်မတန်မှကြည်နူးစရာခွန်အားတက်စရာကောင်းလှပါတယ်။ della vostra passione per i ဒီ diritti မေကွန်းသုံးခုကိုသင်တို့အားလုံးကျွန်ုပ်တည်တည်ချာချာစဉ်းစားစေချင်ပါတယ်။သင်တို့ကြောက်ဖို့မလိုပါဘူး။သင်တို့ကိုချစ်တဲ့သင်တို့ရဲ့ဖခင်လို့ဒါမှမဟုတ်သင်တို့ရဲ့အဘိုးလို့ဤမေကွန်းတွေကိုသင်တို့ကိုယ်တိုင်ပဲဖြေဆိုဖို့သင်တို့ကြီးပဲကျွန်ုပ်ပြစ်မထားပါဘူး။သင်တို့ရဲ့ယုံကြည်ခြင်းလမ်းမှာလမ်းပြပေးနိုင်မဲ့သင်တို့ကိုဖရာသခင်ဘာတောင်းဆိုနေတယ်လဲဆိုတာကိုသိမြင်အောင်ကူညီပေးနိုင်မဲ့နီလန်းအချို့ကိုလည်းသင်တို့ကိုကျွန်ုပ်ပေးပါရစေ။ကိုရောဤအကြောင်းကိုမကြားရပဲလျက်သူတို့သည်ကိုရော၌မိကဲ့သို့ယုံကြည်ကြမည်နည်းဆိုသည်မှာရှင်ပေါလု၏ပထမဆုံးမေကွန်းဖြစ်ပါတယ်။ကျွန်ုပ်တို့ကဘာကြီးကဖျားရှင်ရဲ့အတန်ကိုမကြားနိုင်တော့အောင်လွှမ်းခြုံထားနိုင်တဲ့စူညံမှုတွေစိတ်ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်လျက်ရှိနေပါတယ်။တခြားလူတွေဖျားရှင်ရဲ့အကြောင်းကိုကြားနိုင်ရအောင်ဖျားရှင်ကိုယုံကြည်လာနိုင်အောင်ကိုရောရှင်ရဲ့အတန်ကိုဘယ်လိုနားထောင်ရမလဲဆိုတာကိုသိကြတဲ့ရှင်းမှန်တဲ့လူပုဂ္ဂိုလ်တွေကိုသူတို့ရှာဖွေတွေ့ရှိဖို့လိုပါတယ်။သင်တို့ကိုယ်တိုင်လည်းထိုကဲ့သို့သောလူပုဂ္ဂိုလ်မျိုးဖြစ်လိုတယ်ဆိုတာသိကြပါတယ်။ထိုကဲ့သို့ရှင်းမှန်သောလူပုဂ္ဂိုလ်များဖြစ်လာရန်အတွက်လည်းဖယားရှင်တပါးတည်းသာလျှင်သင်တို့ကိုကူညီပေးနိုင်ပါတယ်။ထို့အတွက်ကြောင့်ဆုတောင်းမေတ္တာ၌ဖယားရှင်ကိုစကားပြောကြပါ။သင်တို့နှလုံးသားရဲ့အနှဆိုင်ဆုံးနေရာမှာငြိမ်သက်စွာနဲ့ဖယားရှင်ကိုစကားပြောရင်ဖယားရှင်ရဲ့အတန်ကိုနားထောင်တတ်အောင်သင်ယူကြပါ Ma parlate anche ai santi, i nostri ဒီက amici နေ့ in ကျွန်ု cielo ပ်တို့ကျင်း che ပနေ possono ကြတဲ့ ispirarci. စိန့်အန်ဒရူးကဲ့သို့ Sant'Andrea ကျွန်ုပ်တို့ကို che အကြံဉာဏ် festeggiamo ကောင်းများပေးနိုင်တဲ့ကောင်းကင်မှာရှိနေကြတဲ့ကျွန်ုပ်တို့ရဲ့မိတ်ဆွေယဟန္တာသူတော်သူမြတ်တွေနဲ့လည်းသင်တို့တွေစကားပြောကြပါ di diventare un martire သူဟာအရင်ကတာမန်တငါတဲ့တူဖြစ်ခဲ့တော်လဲနောက်ပိုင်းမှာတရားတော်အတွက်အသက်ပေးပြီးယေရှုသခင်ချစ်ခြင်းကိုသက်သေခံတဲ့ပုဂ္ဂိုလ်မြတ်တူဖြစ်လာခဲ့ပါတယ် anche voi ထိုကဲ့သို့ non abbiate ဓမ္မ paura အာဇာနည်တူမဖြစ်မီကသူအမားတွေကိုပြုလုပ်ခဲ့မိတယ်စိတ်ရှည်တိခံခဲ့ရတယ်သခင်ခရစ်တော်ရဲ့စစ်မှန်တဲ့တပည့်ကောင်းဖြစ်ဖို့သူတဖြည်းဖြည်းနဲ့သင်ယူခဲ့ရပါတယ်သင်တို့တွေလည်းအမားတွေကတဆင့်သင်ယူကြဖို့မကြောက်ကြပါနဲ့သင်တို့ရဲ့အသက်တာကိုဖယားရှင်ရဲ့လက်တော်မှာအနန္တအောင်သင်ကြားပေးယဟန္တာသူတော်သူမြတ်များကသင်တို့ကိုယေရှုသခင်ထံသို့ပို့ဆောင်ပေးနိုင်ကြပါစေယေရှုသခင်ဟာတနာကျင်နာခြင်းနဲ့ပြည့်ဝတယ်ဆိုတာသင်တို့သိကြပါတယ်ထို့အတွက်ကြောင့်
သင်တို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့ကြောက်ရွံ့ခြင်းတွေစိုးရိမ်ပူပန်ခြင်းတွေသင်တို့ရဲ့အိမ်မက်တွေနဲ့မျှော်လင့်ချက်တွေကိုဖျားရှင်နဲ့အတူမျှဝေကြပါသင်တို့ရဲ့ပန်းဥယျာဉ်စိုက်ပျိုးမြေကိုပြုစုတဲ့ကဲ့သို့သင်တို့ရဲ့အတွင်းပိုင်းအသက်တာကိုလည်းပြုစုပျိုးထောင်ပေးကြပါထိုကဲ့သို့ပြုလုပ်ရန်အတွက်အချိန်လိုအပ်ပါတယ်စိတ်ရှည်တီးခံခြင်းလိုအပ်ပါတယ်လယ်သမားကသူ့လယ်တီးနှံတွင်ရှင်သန်ကြီးထွားလာမှုကိုစောင့်ဆိုင်နေတတ်တယ်လို့ပဲသင်တို့လည်းထိုကဲ့သို့စိတ်ရှည်တီးခံခြင်းရှိမယ်ဆိုရင်ဘုရားရှင်ကသင်တို့၌အကျိုးများစွာဖြစ်ထွန်းစေလိမ့်မယ်ထိုအသီးအပွင့်တွေကိုလည်းတပါးသူတွေနဲ့အတူမျှဝေခံစားနိုင်မှာဖြစ်ပါတယ် La seconda domanda di Paolo è come ne sentiranno parlare senza ကိုတော်၏အကြောင်းကိုဟောပြောသူမရှိဘဲလျက်ဒီကဲ့သို့ကြားနာနိုင်မည်နည်းဆိုသောမေကွန်းသည်ရှင်ပေါလု၏ဒုတိယမြောက်မေကွန်းဖြစ်ပါတယ်။ဒါဟာသင်တို့လူငယ်တွေကိုတထူးတခြားအနှင်းထားတဲ့ကြီးမားလာတဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်။အထူးသဖြင့်သင်တို့ရဲ့သက်တူရွယ်သူတွေနဲ့သင်တို့ရဲ့မိတ်ဆွေတွေအတွက်သင်တို့ဟာယေရှုသခင်၏ဝမ်းမြောက်စရာသတင်းကောင်းကိုတည်ဆောင်ပေးတဲ့တမန်တော်သာသနာပြုတပည့်တော်တွေဖြစ်ကြပါတယ်။လူတွေကိုစဉ်းစားစရာမေးခွန်းတွေမေးပြီးငြိမ်နေလို့မရအောင်လုပ်ဖို့သင်တို့မကြောက်ကြပါနဲ့။တခါတလေသင်တို့တကွဲတပြားစီဖြစ်သွားတာလူအင်အားနည်းသွားတာမျိုးကြုံတွေ့ရပြီဆိုရင်လေကြောက်ရွံ့ခြင်းမရှိပါနဲ့။ဧဝံဂေလိသတင်းကောင်းဟာသေးငယ်တဲ့အမြင့်ကလေးတွေကနေစပြီးအမြဲရှင်သန်တတ်ပါတယ်။ထို့အတွက်ကြောင့်သင်တို့ကိုတပါးသူကြားနိုင်ပါစေ။သင်တို့ကိုကျွန်ုပ်ကြွေးကြော်စေခြင်းပါတယ်။ဒါပေမဲ့သင်တို့အတန်အားဖြင့်ကြွေးကြော်ခြင်းမျိုးမဟုတ်ပဲဝမ်းမြောက်စရာသတင်းကောင်းကိုသင်တို့ရဲ့အသက်တာသင်တို့ရဲ့နှလုံးသားတွေနဲ့ကြွေးကြော်ခြင်းမျိုးကိုသာကျွန်ုပ်အလိုရှိပါတယ်။ထိုကဲ့သို့ပြုလုပ်ခြင်းအဖြစ်သင်တို့ဟာစိတ်ပြက်အားငယ်နေသူများအတွက်ညှော်လင့်ချက်အမှတ်လက္ခဏာဖြစ်လာမယ်။နာမကျန်းဖြစ်နေသူတွေအတွက်ကမ်းလက်တစ်ဖက်ဖြစ်လာမယ်။သစိမ်းတယံဆန်တွေအတွက်လှိုက်လဲပြူငါတဲ့အပြုံးတစ်ခုဖြစ်လာမယ်။အထီးကျန်ဆန်သူတွေအတွက်ဂယုတဆိုင်အားပေးတတ်သူတွေဖြစ်လာကြပါလိမ့်မယ် L'ultima domanda di Paolo è come ဆေလွတ်ခြင်းမခံရလျင်သူတို့သည်မိကဲ့သို့ဟောပြောနိုင်ပြီနီးဆိုတဲ့မိကွန်းကတော့ရှင်ပေါလုရဲ့နောက်ဆုံးမိကွန်းပဲဖြစ်ပါတယ်။မြစ်စာတရားတော်မြတ်ပြီးတဲ့အခါမှာကျွန်ုပ်တို့လက်ခံရရှိခဲ့တဲ့စုကျေးဇူးတွေကိုခံယူဖို့ထိုစုကျေးဇူးတော်တွေကိုတပါးသူကိုမျှဝေပေးဖို့ကျွန်ုပ်တို့အားလုံးဆေလွတ်ခြင်းခံကြရမှာဖြစ်ပါတယ်။ယေရှုသခင်ကျွန်ုပ်တို့ကိုဘယ်ကိုဆေလွတ်မလဲဆိုတာအမြဲတမ်းမသိနိုင်တဲ့အခါမျိုးမှာစိတ်ဓာတ်အနှဲငယ်ကြတတ်ပါတယ်။ဒါပေမဲ့ဖျားရှင်ဟာကျွန်ုပ်တို့ရဲ့နဘေးမှာကျွန်ုပ်တို့နဲ့အတူတူရှောက်လှမ်းမသွားဘဲနဲ့ဘယ်တော့မှကျွန်ုပ်တို့ကိုမဆေလွတ်ပါဘူး။ဖျားရှင်ဟာသူ့နိုင်ငံတော်ရဲ့တစ်လွင်ခမ်းနားလာတဲ့နေရာတွေကိုကျွန်ုပ်တို့ကိုခေါ်ဆောင်သွားဖို့ကျွန်ုပ်တို့ရှေ့မှာအမြဲတမ်းရှိနေပါတယ်။ဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာဖျားရှင်ကစိန်အန်ဒရူးနဲ့သူ့ညီကိုဖြစ်တဲ့စီမုန်ပေထရုကိုဘယ်လိုမျိုးဆေလွတ်ခဲ့ပါသလဲ။ငါနောက်သို့လိုက်ပါလို့သူပြောခဲ့ပါတယ်။ထို့ကြောင့်ဆေလွတ်ချင်းခံရတယ်ဆိုတာမိမိရဲ့ကိုယ်ပိုင်စွမ်းအားတွေကိုအသုံးပြုပြီးမတ်ယူရဲဆန်စွာရှေ့ဆက်တိုးနေခြင်းမျိုးမဟုတ်ပဲခရစ်တော်ရဲ့နောက်သို့လိုက်ခြင်းကိုသာဆိုလိုခြင်းဖြစ်ပါတယ်။သင်တို့အထဲကတချို့ကိုဖျားရှင်ကယဟန်ဘဝအသက်တာနဲ့သူ့ရဲ့နောက်ကိုလိုက်ဖို့လူကိုဖမ်းတဲ့တန်ဃာတွေဖြစ်စေဖို့ဖိတ်ခေါ်ပါလိမ့်မယ်။တချို့ကိုတော့ဖျားရှင်ကိုစက္ကန့်အနှံကြတဲ့သူတော်စင်အသက်တာကိုခေါ်ယူလိမ့်မယ်။တချို့ကိုတော့လည်းချစ်ခင်ကျင်နာတတ်တဲ့မိခင်တွေ
ဖခင်တွေဖြစ်လာအောင်အိမ်တော်တဲ့ဘဝအသက်တာကိုခေါ်ယူပါလိမ့်မယ်သင်တို့ရဲ့ခေါ်တော်မူခြင်းကဘယ်လိုပဲဖြစ်နေပါစေသင်တို့ကိုကျွန်ုပ်တိုက်တွန်းလိုတာကသင်တို့တတ္တိရှိကြပါသင်တို့ရရောတက်ကြပါအထူးသဖြင့်သင်တို့ဝမ်းမြောက်ပျော်ရွှင်ခြင်းရှိကြပါ Qui in questa bella cattedrale ဒီ dedicata မဲ့တတိယ all'Immacolata တော် Concezione မေတော်သခင်မထံအနံထားတဲ့လှပတဲ့ဤကတိရေဖျားเจ้าတော်ကြီးထဲမှာသင်တို့တွေအမိမေတော်ကိုကြည်ကြပါ ebbe il coraggio တရားတမန်ရဲ့အမိတ်တော်ပြန်ခြင်းကိုကြားရလို့အလိုတော်တိုင်းဖြစ်ပါစေလို့သူမကပြန်ပြီးဖြေချလိုက်တဲ့အချိန်ကသူမဟာသင်တို့လိုပဲအသက်အရွယ်ငယ်ပါသေးတယ်ဒါပေမဲ့သူမကြားခဲ့ရတဲ့အဲ့ဒီဝမ်းမြောက်စရာသတင်းကောင်းကိုယုံကြည်ပြီးသူမရဲ့ခေါ်တော်မူခြင်းကိုသစ္စာရှိစွာစက္ကပ်အနန္တနိုင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့မိမိရဲ့အသက်တာကိုလုံးလုံးလျားလျားပေးအပ်ဖို့ဖျားရှင်ရဲ့ချစ်ချင်းနဲ့ပြေဝတဲ့ကာကွယ်ဆောက်ရှောက်မှုပေါ်အကျွင်းမဲ့ယုံကြည်ဖို့သူမတတ္တိရှိခဲ့ပါတယ်မေတော်မာရိယာကဲ့သို့သင်တို့အားလုံးသိမ်မွေ့ကြပြီးယေရှုသခင်နဲ့ဖျားရှင်ချစ်ချင်းမေတ္တာအကြောင်းကိုသူတစ်ပါးကိုဟောပြောတဲ့အခါမှာလဲရဲရင်ချင်းရှိကြပါစို့ချစ်လာစွာသောလူငယ်တို့ကြီးမားလာသောချစ်ချင်းမေတ္တာနဲ့သင်တို့အားလုံးကိုသာမကပဲသင်တို့ရဲ့မိသားစုများကိုပါအမိမေတော်ရဲ့ဂျောင်းဝင်တောင်းလျှောက်ခြင်း၌အနှံပါတယ်သင်တို့အားလုံးကိုလည်းကျွန်ုပ်အတွက်ဆုတောင်းပေးကြဖို့လည်းမမေ့ပါနဲ့လို့ပြောချင်ပါတယ် Myanmar Pigo Pajatakin Kauji Be Pasay